ဒီယာဒီမှာဖလားသုံးလုံးသိမ်းပြီးဂလဝင်မြောက်မှတ်တိုင်ကိုပါစိုက်ထူသွားမယ်ရနဒိုဘရဒန်အောင်မင်္ဂလာပါခင်ဗျာ90 plus အားကစား channel လေးကနေအားလုံးကိုပြန်လည်ကြိုလဲပါရင်းဒီနေ့ဘောလုံးရသည်ကရဒိုအတွက်တော့တကယ်ကိုထူးခြားတဲ့ဘောလုံးရသည်တခုလို့ပြောမှာဖြစ်ပါရင်လက်ရှိချိန်မှာ NSR အသင်းနဲ့စာချုပ်တက်တန်းတနည်းကျော်ကျန်ရှိနေတဲ့ရနဒိုဟာအသက်42နှစ်အရွယ်ရောက်ရှိနေပြီဖြစ်တာကြောင့်မကြာခင်မှာကစားသမားဘဝကိုကြောခိုင်းရတော့မှာဖြစ်ပါရင်ဒီလိုနေထားတော့မှရဒိုအတွက်သူ့ရဲ့ကစားသမားဘဝကိုအလှပဆုံးသိမ့်ပိုက်နိုင်မဲ့စံချိန်မှတ်တမ်းများစွာကစောက်ကြုံနေတာဖြစ်ပါရင်ရဒိုရဲ့ကလပ်အသင်းဖြစ်တဲ့ NSR အသင်းဟာဒီယာဒီမှာ sorry အမတ်ပေးချန်ပီယံဆုကိုရရှိဖို့အတွက်အကောင်းဆုံးအနေအထားတွေကိုပိုင်ဆိုင်ထားတာဖြစ်ပါရင်NSR အသင်းကလက်ရှိအချိန်မှာ sorry အမတ်ပေးဆရာရဲ့ထိပ်ဆုံးနေရာမှာဦးဆောင်နေပြီးပွဲစဉ်29ပွဲကစားထားကရမှတ်86မှတ်ထိရရှိထားပြီးဒုတိယနေရာကအေလန်အသင်းကိုတပွဲပိုကစားရမှတ်10မှတ်ထိဖြတ်ထားနိုင်ခဲ့တာဖြစ်ပါရင်လက်တံပွဲစဉ်9ပွဲအနေထားမှာ NSR အသင်းအနေနဲ့အေလန်ကိုအိမ်ကွင်းမှာအိတ်ခံကစားရမယ့်ပွဲစဉ်နဲ့ကြန့်ရှိနေသေးတာကြောင့်အဲ့ပွဲစဉ်မတိုင်ခင်ဒီရမှတ်အတိုင်းဆက်လက်ဖြတ်ထားနိုင်မယ်ဆိုရင်ရာသီကုန်မှာ sorry pro league champion ဆုကိုကိုင်မြောက်သွားနိုင်မှုရှိနေပါတယ်တကယ်လို့ NSR အသင်းနဲ့တူ sorry pro league champion ဆုကိုရောက်နိုင်ခဲ့မယ်ဆိုရင်တော့ Red One မတူညီတဲ့လီလေးကိုမှ champion ဆုကိုရောက်နိုင်ခဲ့တဲ့ကစားမအဖြစ်ထူးထူးခြားခြားမှတ်တမ်းဝင်သွားအောင်မှာဖြစ်ပါတယ်ဒါအပြင် Ronaldo ရဲ့ NSR အသင်းဟာပြီးခဲ့တဲ့ရက်ကကစားခဲ့တဲ့ AFC Champions League ပွဲစဉ်မှာလည်းကွာတာကလပ်အားလီအသင်းကိုနိုင်ရရှိခဲ့ပြီးနောက်အခုဆိုရင် final ထိရောက်ရှိသွားခဲ့ပြီဖြစ်ပါတယ်။ final မှာတော့ဂျပန်ကလပ်ဂမ်မာအိုဆာကာအသင်းနဲ့ရင်ဆိုင်သွားမှာဖြစ်ပြီး Red One နဲ့အာရှချန်ပီယံလိဆုကိုပါရရှိပိုင်ဆိုင်မှုအတွက်ထိပ်ဆုံးကနေရေပန်းစားနေရဖြစ်ပါတယ်။ဒါအပြင်ကလပ်အသင်းဖြစ်တဲ့ NSR အသင်းရဲ့စွမ်းဆောင်ရည်ကလည်းဒီဟာဒီမှာအတော်လေး on fire ဖြစ်နေပြီးပြီးခဲ့တဲ့ဇန်နဝါရီလကဒီနေ့အထိရှုံးပွဲလုံးဝမရှိသေးဘူးဖြစ်ပါတယ်။ဒါအပြင်ဒီကာလာတွင်ကစားခဲ့တဲ့ပြိုင်ပွဲဆောင်19ပွဲစလုံးကိုရာနှုန်းပြည့်နိုင်ပွဲရယူထားနိုင်ခဲ့တာကြောင့် NSR အသင်းဟာရာသီကုန်မှာ sorry pro league champion ဆုကိုရောအာရှချန်ပီယံလိဖလားကိုရယူနိုင်ဖို့အတွက်အကောင်းဆုံးခွင့်ရမှာရှိနေတာဖြစ်ပါတယ်။ဘောလုံးအမစားကိုချစ်မြတ်နိုးတဲ့ညီကိုတွေအနေနဲ့ဂျာစီတွေကလည်းအရေးကြီးတဲ့အခန်းကဏ္ဍမှာပါဝင်နေတာပါ။အခုသိရတဲ့အသင်းရဲ့ဂျာစီတွေကိုပစ္စည်းမှန်ဈေးနှုန်းမှန်နဲ့စိတ်ချယုံကြည်စွာဝယ်ယူခြင်းနဲ့ဆိုရင်တော့ YGN ဂျာစီ short ရှိပါတယ်။ကလပ်အသင်းနိုင်ငံအသင်းအစော်ရဲ့ဂျာစီတွေကို player version, fan version နဲ့ time made one set တွေပြင်အသင်း t-shirt တွေလည်းရရှိနိုင်ပါတယ်။ Royal Express ရောက်တဲ့မျိုးတိုင်းကိုအိမ်ရောက်ဝယ်ချေစနစ်နဲ့ရောင်းချပေးတာမို့လို့စိတ်ချလက်ချဝယ်ယူနိုင်ပါတယ်ညီကိုတို့ကြီး။ဝယ်ယူအားပေးခြင်းတဲ့ညီကိုတွေအနေနဲ့ YGN ဂျာစီ short ရဲ့ Facebook page messenger မှာတွားရောက်ဝယ်ယူနိုင်ပါတယ်ခင်ဗျာ။စိတ်ချမ်းသာခြင်း YGN မှာဂျာစီဝယ်ပါကလပ်အသင်းနဲ့အတူစူပလာနှလုံးကိုရောက်နိုင်ခဲ့ပြီးတော့ Redo အတွက်နောက်ဆုံးညီမချက်တစ်ခုကတော့ပေါ်တူဂီလေဘေးစင်အသင်းနဲ့လူကမ္ဘာဖလားပြိုင်ပွဲကိုဝင်ရောက်ဆင်နွှဲပြီးကမ္ဘာဖလားဆုကြီးကိုသိမ်းပိုက်နိုင်မှုဖြစ်ပါတယ်။ Redo 2006ကမ္ဘာဖလားကစားတင်ပြီးပေါ်တူဂီလေဘေးစင်အသင်းနဲ့လူကမ္ဘာဖလားကိုဝင်ရောက်ဆင်နွှဲခဲ့ပြီးလာမယ့်ကမ္ဘာဖလားမှာထပ်မံဆင်နွှဲခွင့်ရရှိခဲ့မယ်ဆိုရင်သူကကမ္ဘာဖလားသမိုင်းတစ်လျှောက်ဒီပြိုင်ပွဲကို6ကြိမ်မြောက်ဝင်ရောက်ရှင်ပြိုင်ခွင့်ရရှိမဲ့ပထမအဆုံးကစားမဖြစ်လာမှာပါ။ဒါအပြင်သူတို့ကိုသွင်းနိုင်ခဲ့မယ်ဆိုရင်သူကကမ္ဘာဖလားပြိုင်ပွဲသဘောတစ်လျှောက်မှာပြိုင်ပွဲ6ချိန်ဆက်ဂိုးသွင်းနိုင်ခဲ့တဲ့ပထမအဆုံးစားမဖြင့်သမိုင်းမှတ်တမ်းဝင်သွားမှာဖြစ်ပါတယ်။ဒါအပြင် Redo နဲ့ကမ္ဘာဖလားချန်ပီယံဆုကြီးကိုပါကင်မြောက်နိုင်ခဲ့မယ်ဆိုရင်တော့သူရဲ့ကစားသမားဘဝဟာအပြည့်အစုံဆုံးအခြေအနေကိုရောက်ရှိသွားမှာဖြစ်ပါတယ်။ဒါအပြင် Redo ကအခုလိုစူပလာအောင်မြင်မှုတွေနဲ့မကဘူးဒီကိုတော့အောင်မြင်မှုအနေနဲ့သူဟာလက်ရှိအချိန်မှာသွင်းဂိုးပေါင်း969ဂိုးရှိလာခဲ့ပြီဖြစ်ပါတယ်။ဒါဘာသမိုင်းတစ်လျှောက်မှာပထမအဆုံးဂိုးထောင်ပြင်းမှတ်တိုင်ရောက်ရှိမဲ့ကစားသမားစံချိန်ကိုတင်နိုင်မှုအတွက်သွင်းဂိုး32ဂိုးသာလိုအပ်ကြတာဖြစ်ပါတယ်။လက်ရှိချိန်မှာ NSR အသင်းနဲ့အတူရာသီကုန်တဲ့အထိ6ပွဲကစားဖို့လိုအပ်နေသလိုကမ္ဘာဖလားပြိုင်ပွဲမှာလည်းအုပ်စုအဆင့်3ပွဲကိုအနည်းဆုံးကစားရမှာဖြစ်တာကြောင့် Redo အနေနဲ့ဒီဂိုးသွင်းနှုန်းကိုဆက်ထိန်ထားနိုင်မယ်ဆိုရင်ကမ္ဘာဖလားမတိုင်ခင်မှာတွင်သွင်းဂိုးရေအတွက်က980ဝန်းကျင်ရောက်ရှိလာနိုင်မှာဖြစ်ပါတယ်။ဒီကနေ့ကံကောင်းထောက်မှပြီး Redo နဲ့နောက်ပိုင်းပွဲစဉ်တွေမှာခြေစွမ်းနေပြပြီးဂိုးတွေဆက်တိုက်သွင်းလာနိုင်မယ်ဆိုရင်တော့ကမ္ဘာဖလားပိုလူပွဲကစားပြီးကမ္ဘာဖလားဆုကိုသိမ်းပိုက်ကသွင်းဂိုးတစ်ထောင်မှတ်တိုင်ကိုစိုက်ထူသွားတာမျိုးလည်းဖြစ်နိုင်ပါတယ်။ဒါစေကူးရင်ဆန်လုံးပေမဲ့တကယ်ဖြစ်လာခဲ့ရင်တော့ဂိုးကြီးအတွက်တကယ်ကိုမေးဖြတ်လို့မရတဲ့ဘောလုံးရာသီတစ်ခုဖြစ်လာမှာသိကြပါတယ်။ဂိုးကြီးကြောင့်ကလပ်အသင်းနဲ့အတူစူပလာတွေသိမ်းနိုင်တဲ့ပြင်နိုင်ငံအသင်းတွေမှာကမ္ဘာဖလားသိမ်းပြီးသွင်းဂိုးတစ်ထောင်ခြေတန်းကိုအဆုံးသတ်နိုင်မလားဆိုတာကတော့ဆက်လက်စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။ဟုတ်ကဲ့ခင်ဗျာဗီဒီယိုလေးကလောက်ပါမယ်။နောက်နေ့မှာလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page ကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကုန်းချော်လိုက်ရပါတယ်ခင်ဗျာ။